အားလုံးပဲမင်္ဂလာပါအင်းနာလိုက်ပိုင်းကကြီးကနေပြန်လို့ချစ်ပါတယ်ဒီနေ့တော့ energy လေးစစ်ပေးမယ်ပေါ့နော်ငွေကြီးကန်လေးတွေလည်းကောင်းနေတယ်ပြီးသွားလို့ရှိရင်ဆုံးဖြတ်ချက်ချရမယ့်အရာလေးတွေလည်းဆုံးဖြတ်ချက်ချရမယ်ပေါ့နော်တချို့ဆိုလို့ရှိရင်လည်းဒီ relationship တွေမှာဆိုလို့ရှိရင်လည်းအဆင်မပြေတာမျိုးလေးရှိရပေါ့နော်ဒါကြောင့်မလို့ဒီခံရပါမယ်ဒီတလောကတော့အနားယူဖို့လိုတယ်ပေါ့နော်လူတိုင်းကစိတ်ပင်ပန်းမှုတွေများနေတဲ့အတွက်ကြောင့်မလို့နားယူဖို့လိုပါတယ်and cancer ရာသီခွင်နေ strong ဖြစ်တယ်ပေါ့နော် cancer ရာသီခွင်နေဒီတလောမှာ emotion နဲ့အများများနေတယ်ဆိုလို့ရှိရင်လည်းကိုဘယ်လိုလုပ်ရင်ကိုအတွက်healing ဖြစ်လဲအဲ့ဒါလေးတွေရွေးချယ်ပြီးတော့လုပ်တဲ့အချိန်ပေါ့နော်တယောက်တည်းနေတာစိတ်ချမ်းသာမှုရတယ်ဆိုရင်တယောက်တည်းနေပါလူအများကြီးရှိတဲ့နေရာသွားတာကိုအတွက်အဆင်မပြေဘူးဆိုလို့ရှိရင်လည်း no ကိုပြောနိုင်အောင်ကြိုးစားပါလို့ကက်လီကပြောထားပါတယ်ရှင်